ညစနနာဤကြော်မီမိုးတီတန်စွာရွာတော်နေတဲ့လမ်းမဤပေါ်မှာကိုကျော်တယောက်ထဲကားမောင်းလာခဲ့တယ်။အလုတ်ကိစ္စနဲ့နေကနေဖြတ်လာတာဖြစ်ပြီးလမ်းမှာကားပြက်သွားတာကြောင့်ပြင်ဆင်ချိန်ကြာသွားခဲ့တာပါ။ကားမှန်တွေကိုမိုးရေတွေကတပြင်းပြင်းရိုက်ခတ်နေတယ်။ကားအတွင်းကန်းကအေးဆက်ဆက်ဖြစ်နေပြီမဲ့ကိုကျော်ရဲ့နဖူးမှာတော့ချွေးဆက်တီပြန်းနေတယ်။ဘာကြောင့်ရတော့မသိဘူး။ကားနောက်ခန်းကနေတယောက်သူ့ကိုစိုက်ကြည့်နေသလိုခံစားနေရတယ်။ရောင်ပြန်မှန်ကနေတဆင်နောက်ခန်းကိုအမြန်လှည့်ကြည့်လိုက်ပေမဲ့ဘာမှမတွေ့ရဘူး။ကားနောက်ခန်းမှာတော့ကုန်ပစ္စည်းအိတ်သူတွေရှိနေတာပါ။ခဏကြာမှာတော့ရေဒီယိုကနေတီဆိုတဲ့အတန်တွေထွက်လာတယ်။ဘူရာမမိတော့တဲ့အတန်တွေကြားမှာတိုးလေးလူတယောက်ရေရွတ်နေသလိုအတန်တစ်ခုကိုသူကြားလိုက်ရတယ်။မီးမောင်းနေတဲ့ကားကငှကားပါတဲ့။ကိုစောကြောက်လန့်ပြီးဘရိတ်ကိုအုပ်လိုက်မိတယ်။ကားကရပ်သွားတယ်။အဲ့ဒီအချိန်မှာပဲကားနောက်ခန်းကမှန်ကိုကြည့်လိုက်မိတယ်။မိုးရေတွေကြောင့်ဝါတားဖြစ်နေတဲ့ကားမှန်နောက်ွယ်မှာလူတယောက်ရဲ့အရိပ်မဲကြီးကိုမြင်လိုက်ရတယ်။အဲ့ဒီအရိပ်မဲကသူ့ကိုကြည့်နေတာမဟုတ်ဘူး။ကားရဲ့ရှေ့လီကမှန်ကိုစိုက်ကြည့်နေတာပါ။သူအမြန်ဆုံးအသက်ရှူသံတွေကိုထိန်းချုပ်ပြီးရှေ့ကိုပဲကြည့်နေမိတယ်။သူအတန်ထွက်ပြီးဘယ်သူလဲလို့မေးဖို့ကြိုးစားပေမဲ့လေချောင်းကအတန်မထွက်နိုင်တော့ဘူး။ကားအတွင်းကန်းကအပူချိန်ကရုတ်တရက်အလွန်အမြင့်ကျဆင်းသွားတယ်။ကားမီးတွေကမှိန်သွားလိုက်လင်းလာလိုက်ဖြစ်နေတယ်။အဲ့ဒီအရိပ်မဲကြီးကသူ့ရဲ့ပခုံးနားကိုတဖြည်းဖြည်းချင်းတိုးကပ်လာတယ်။ပခုံးပေါ်မှာအေးဆက်လက်တစ်ဖက်ရောက်လာသလိုခံစားလိုက်တဲ့အချိန်မှာတော့ကိုစောတယောက်သေးကားမောင်းနေတာအမှန်ပဲလားဒါမှမဟုတ်သူပြင်ခဲ့တဲ့ကားအောက်မှာတယောက်ကြံခဲ့တာလားသူရှေ့ကိုကြည့်လိုက်တဲ့အခါလမ်းမကြီးကအဆုံးမရှိသလိုဖြစ်နေပြီးသူဖြတ်တန်းလာတဲ့လမ်းတွေကပြန်ရောက်နေတာကိုသတိထားမိလိုက်တယ်ကားမှန်ပေါ်ကတော့သူ့လက်ပွေရာတွေမဟုတ်ဘဲတစုံတယောက်ရဲ့လက်ကြောရာတွေကအတွင်းဘက်ကနေပေါ်လာနေတယ်သူဘဲကိုရောက်နေတာလေအဲ့ဒီအရိပ်မဲကသူကိုယ်တိုင်မဲလား